မင်္ဂလာပါအခုပါလဲဆိုလို့ရှိရင်ဒီညီမလေးတယောက်ရောက်နေရပေါ့နော်အခုကညီမတို့ promotion ရဲ့သတင်းချုပ်ပြီးသွားရေဆိုပြီး promotion ရရှိသေးတယ်ဒီအဝိုင်းလေးအမတို့နောက်မှာဟိုရိုက်ပြနေအဝိုင်းလေး stream win ဆိုတာသူကကြတော့အမတို့အဲ့မှာဆိုလို့ရှိရင်40ရာခိုင်နှုန်းပါမယ်40ရာခိုင်နှုန်း off ပေါ့ပြီးကြလို့ရှိရင်ပတ်စံ2သိန်းပေါက်တာလည်းပါမယ်3သိန်းခွဲပေါက်တာပါမယ်2000ခွဲပါမယ်9000ပါမယ်3သိန်းပါမယ်3000ခွဲပါမယ်ပေါ့နော်အဲ့ဒီဥစ္စာတွေထဲမှာဒီညီမလေးကအခုဆိုလို့ရှိရင်40ရာခိုင်နှုန်း off ရထားတယ်ပေါ့နော်ပုံမှန်မှာတော့ BC လောက်တာနဲ့ rebound လောက်တာကို3သိန်းခွဲဝင်းကျင်ကိုသူ3,600လောက်နဲ့ပဲကြာတော့ရယ်နော်လို့ရှိရင်သူကအောက်ပိုင်းကိုသူကစီပန်းကွေးမှာသူက rebound လောက်ထားတာ3လလောက်ပဲရှိသေးတယ်နည်းနည်းမျက်နှာလေးဖောင်းအောင်လို့ပေါ့နော်အဲ့တော့ကြောင့်သူ့ကိုဘယ်လိုပုံစံလေးချိန်သွားမလဲဆိုတာပြီးမှတော့တစ်ချက်လိုက်ကြည့်လိုက်လောလောဆယ်ဆိုလို့ရှိရင်အမတို့ဒီ screen win လေးကိုလိုက်ပြမယ်လိုက်ခဲ့နော်ဒီမှာဆိုလို့ရှိရင်9000ရှိမယ်ပြီးကြလို့ရှိရင်3သိန်းခွဲရှိမယ်ပေါ့နော်ဒီမှာ3000ခွဲရှိမယ်အမတို့အဲ့ဒါပေါက်တဲ့အပြင်မှာသူကရိုးရိုးလျှော်တာ3လဲပါမယ်မျက်နှာပေါင်းတာပါမယ်စပင်ပေါင်းတာပါမယ်နော်အဲ့ဒါလည်းပါတယ်ပြီးကြလို့ရှိရင်25ရာခိုင်နှုန်းပါမယ်3000ခွဲဆိုလို့ရှိရင်လည်းရိုးရိုးလျှော်နှက်ခါစပင်မျက်နှာပေါင်းတာခါပေါ့နော်အဲ့လိုမျိုးကသူပတ်စံတော့အများဆုံးမှာတော့ဒီ2သိန်းတိရှိတယ်2သိန်းရှိမယ်3သိန်းရှိမယ်ပြီးကြလို့ရှိရင်ဒီမှာ3သိန်းခွဲရှိမယ်3သိန်းခွဲ3သိန်းခွဲ3သိန်းခွဲပါမယ်နော်အဲ့တော့ဥမာသပင်လုံးရင်တော့ကွာအများကြီးကန်ဆယ်မဲ့ခံစား권ရှိရတဲ့အတွက်ကြောင့်တာဝန်ဟုံဖောက်အောင်လာခဲ့ဖို့ဖိတ်ခေါ်ခြင်းတယ် promotion ကကြတော့တတ်မှတ်တဲ့ရက်ကတော့မရှိသေးဘူးပေါ့ငါတို့ဒီသတင်းကြိုမတိုင်ခင်ကနေချတာဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းလာခဲ့ဖို့ဖိတ်ခေါ်ခြင်းပါတယ်ရှင်